အဲ့တော့သားလေးကအနုပညာဘလောက်ကျိုးသားတယ်ဆိုတစ်စစ်တက်လန်းသွားတက်လန်းလာပြီဇာသမီးကနေပြီးရုပ်ရှင်နဲ့မကြလေးရောက်ရှိတော့မယ်ရောက်ရှိတော့ဗျာရုပ်ရှင်မသားလေးဖြစ်အောင်မယ်မှန်ပါဗျာပေါ့ဟောပြီးပြမြန်ဖြစ်နေတယ်နော်ပိတ်ကားပေါ်မြင်အောင်မယ်မြင်အောင်မယ်အဲ့ဒါလေးလည်းပေးတာကိုသိအောင်လို့ကျွန်တော်ပြောကြားခြင်းပါပဲဟုတ်ကဲ့ခလေးရဲ့ကြိုးစားမှုစိခလေးရဲ့ကုသိုလ်ကံတရားလေးကဘလောက်ကောင်းတယ်လဲဟုတ်ကဲ့ရုပ်ရှင်အဲ့ဘက်ကပြောနေဒီဘက်ကမှတားပါနေအောင်ရန်တတ်နေဟိုမှာမင်းလေးနဲ့နေကြပြီဟုတ်လားပြောဘာပြောတော့မင်းကိုဘာပြောနေဒီကောင်အရင်လုံးလို့ဦးနဲ့မနေ့ကတော့ရိုက်ပြီးသွားပြီအဲ့ဒါကိုကျွန်တော်ပြောခင်ဗျာဒီနေ့မှရိုက်မယ်လို့ကျွန်တော်မပြောဘူးလားပြောတာမင်းတို့ဒီနေ့မင်းကမနေ့ကရိုက်ထားတယ်လို့ခင်ဗျာဒီနေ့မှရိုက်မယ်လို့ကျွန်တော်ပြောတယ်လေပြီးဘယ်လိုလဲမနေ့ကရိုက်တယ်မင်းတို့ကခုရိုက်မယ်လို့တယောက်လုံးကြတယ်ကွာကြီးနန်းကြီးမင်းတို့ကရန်တက်လာအောင်ပြောနေတာသူကမင်းကိုပြောတာမနေ့ကရိုက်ပြီးပြောမင်းကသူ့ပြောတာဒီနေ့သူ့နဲ့ရှင်းလိုက်အဲ့ဒါဟုတ်ပြီအဲ့ဒါကိုကျွန်တော်ပြောရအောင်ဟုတ်ကျွန်တော်လည်းအဲ့ဒါပြောတာပဲရမဖြစ်ကြအဲ့ဒါဒီကျွန်တော်ကရှင်းရှင်းလေးပြောလေဒီကောင်ကအရင်ရိုက်ပြီးသွားပြီဒီကောင်မနေ့ကရိုက်တယ်ကျွန်တော်ပြောကျွန်တော်ကတော့မယ်အဲ့ဒါကျွန်တော်လာပြောတယ်ကိုဟာတဲ့ဒီနေ့မှရိုက်ပါတဲ့ကျွန်တော်လည်းဒီလိုပြောကျွန်တော်မနေ့ကရိုက်ပြီးပြီကိုစောအာရုံနဲ့လို့အခုကဒီနေ့ရိုက်မယ်လို့ပြောအဲ့တော့ကျွန်တော်သူ့အဲ့လိုလာပြောတော့ရှင်းရှင်းလေးပြင်စင်ရိုက်မယ်မင်းမနဲ့သူမမဦးအေးဘာမှမနဲ့လို့ကိုလာဒီနေ့မှရိုက်တယ်ဟိုဘရက်ကွာမရင်ဟိုဘရက်ကွာမရင်အဖြစ်နေတယ်သူတက်တယ်ဘာမှကြောက်ကြွားကြည့်အောင်လေဒါလည်းလက်ကတော့တာပါကျွန်တော်တို့နှုတ်ဆက်ညာလေးဘာစီမလုံး